Hello အားလုံးပဲမင်္ဂလာပါ The Blue Corner Facebook page နဲ့ YouTube channel ရနေပြီးတော့ညီကိုများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ဒီ Chelsea တင်ပွဲစဉ်ရှိတဲ့နေ့တစ်နေ့ကိုကျွန်တော်တို့ရောက်လာပြန်ပြီပေါ့နော်။အဲ့ဒီနေ့မှာပဲဒီနေ့က Chelsea တက်ရဆိုလို့ရှိရင် Premier League ပွဲစဉ်23ဖြစ် Crystal Palace အသင်းနဲ့ဒီတွားရောက်ရင်ဆိုင်ရမှာပေါ့နော်။အဝေးကွင်းပွဲစဉ် Crystal Palace အသင်းရဆိုလို့ရှိရင်လည်းနောက်ဆုံး9ပွဲဇက်နိုင်ရောပျောက်နေတဲ့အသင်းရာသီအစမှာတော့သူကရလက်တွေကောင်းခဲ့ပေမဲ့ဒီနောက်ဆုံး9ပွဲဇက်တိုင်းနိုင်ပွဲပျောက်ပြီးတော့ဘယ်လိုပြောမလဲအခြေအနေတစ်ခုကမကောင်းဆိုတဲ့အခြေအနေတစ်ခုမှရှိနေခဲ့ပေါ့နော်အဲ့မကောင်းဆိုတဲ့အခြေအနေတစ်ခုမှရှိနေတာအောင်မှဒီကျွန်တော်တို့အသင်းကအဲ့လိုအသင်းနေနဲ့တွေ့လို့ဆိုရှိရင်အမှတ်လူလေးရှိတယ်ရုံးကန်လေးရှိတယ်အခုလည်းဒါနီးပြတဲ့လက်ထက်မှာပြီးလို့ရှိရင် Crystal Palace အသင်းကဒီ low block ကစားတဲ့အသင်းပြီးလို့ရှိရင်အိမ်ဝင်းမာတဲ့အသင်းပေါ့နော်အိမ်မာတဲ့အသင်းအထူးသဖြင့် Chelsea အသင်းနဲ့တွေ့လို့ဆိုရှိရင်သူတို့ကပိုကောင်းလေးရှိတယ်နောက်ဆုံး Chelsea အသင်းနဲ့တွေ့တဲ့ပွဲ3ပွဲဇက်တိုက်ကိုသူတို့ကတရေကြထားတယ်သူတို့ရဲ့အိမ်ဝင်းမှာ2ပွဲ Chelsea ရဲ့အသင်းမှာ1ပွဲအကုန်လုံးက1-1-0-0ဆိုတဲ့ရလဒ်တွေဖြစ်ထားတယ်အဲ့ဒီ3ပွဲလုံးကပြီးလို့ရှိရင်နောက်တစ်ချက်ကဒီ Crystal Palace အသင်းကဘယ်လောက်ထိမာလဲဆိုလို့ရှိရင်ဒီပုံစံကောင်းတွေအရန်ပြနေပါတယ်ဆိုတော့ Unai Emery ရဲ့ဒီ Aston Villa အသင်းကိုတောင်မှသူတို့ကအိမ်ဝင်းမှာဒီဇီးဆိုတဲ့အနေအထားမျိုးဖြစ်အောင်လို့ကစားပြထားတယ်အဲ့လောက်ထိကြစ်လေးကစားပြထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ Chelsea အသင်းနဲ့နေပြတဲ့ Liam Rosina အနေနဲ့တော်တော်လေးကိုသတိထားပြီးကစားရမယ်အသင်းမတော်တဆမျိုး Chelsea အသင်းတို့ဘက်ကများပေးကိုပထမဦးဆုံးခွင့်ပြုလိုက်ရမယ် Crystal Palace အသင်းကပေးကိုရသွားမယ်ဆိုလို့ရှိရင်ဒါအမှတ်ပလာနဲ့အိမ်ပြန်ဖို့အတွက်ကိုခွင့်ရများသွားပြီအထူးသဖြင့် Chelsea အသင်းကဒီဘက်နှစ်တွေမှာနေပြအပြောင်းလဲတွေနဲ့ comeback ဆိုတဲ့အနေအထားကိုမလုံနိုင်တာလဲကြာနေပြီဒီမှာဆိုလို့ရှိရင် Chelsea အသင်းဟာအချက်အလက်တွေအရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအသင်းငယ်တွေနဲ့တွေ့တိုင်းမှာဥဆောင်ကိုရပြီးတော့မှပြန်ပြီးတော့ရှုံးနေသွားတယ်ပြန်ပြီးတော့အမှတ်ရော့သွားတယ်တည်ရကျသွားတဲ့ပွဲမျိုးတွေတောင်မှကျွန်တော်တို့မကြာခဏတွေ့နေရတဲ့အနေအထားမျိုးရှိနေတယ်ပေါ့နော်လက်ရှိအနေအထားအရကျွန်တော်တို့ဒီ Chelsea တင်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလူဆုံနေတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးရှိတယ်ဘာလို့လူဆုံတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးရှိလဲဆိုလို့ရှိရင်တော့ဒီတိုက်စစ်မှာဆိုလို့ရှိရင်ဂျာအိုဖော်တိုရှိတယ်ကိုပါမရှိနေတယ်အစတိုဘာဝီလီယံတို့လည်းရှိနေတယ်ဂါနာချိုတို့ရှိတယ်ဂတင်ရှိတယ်ပိရှင်ပတ်ထရိုနက်ထိုတို့လည်းရှိတယ်အဲ့ဒီအနေအထားမျိုးတွေမှာရှိနေတယ်ဒီကွဲလည်မှာဆိုလို့ရှိရင်တော့ကန်စီလိုရှိမယ်အန်ဆိုရှိမယ်ပြောမှဆိုလို့ရှိရင်တော့ရီစီဂျိရှိမယ်ကူကူရဲလာတို့လူစုံတက်ဆုံရှိနေတဲ့အနေအထားမျိုးရှိနေတယ်ပြီးလို့ရှိရင် Chelsea တင်မှာအဓိကစကားပြောရမယ့်တစ်ချက်ကဘာဖြစ်နေတာလဲဆိုတော့နောက်တန်းစင်တာဘက်မှာလူမရှိဘူးဆိုတာထက်ကိုရှိတဲ့လူကနာနေတယ်ဖိုဖာနာတို့ဆိုလို့ရှိရင်လည်းသူတို့ပွဲချိန်ပြီးကစားဖို့နေသားပေါ့နော်သူတို့ဒဏ်ရာပြန်မရသွားအောင်ပဲအသင်းအနေနဲ့အရန်ကြီးစိုက်နေရတယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ချာလဘာတို့ရှိနေမယ်ဟိုဘက်ဘာရီယာရှိတို့ကတော့ဒဏ်ရာရနေလို့သိရတယ်ပြန်ပြီးတော့ပါလာဖို့မရှိဘူးဒီနေ့ပွဲစဉ်မှာညီးပြအနေနဲ့ဘယ်လိုပွဲထွက်လာမလဲတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာပေါ့နော်Crystal Palace ကိုအသင်းမျိုးကိုတော့ကျွန်တော်တို့သူတိုက်ကိုတိုက်သွားကစားလို့မရဘူးအတိုင်းအတာတစ်ခုထိထိန်းကစားပြီးတော့မှရတဲ့အခွင့်အရေးကိုအကောင်းဆုံးသုံးချဖို့လိုတယ် Crystal Palace လို့ low block တွေနဲ့ပိတ်ဆို့ပြီးတော့ကစားတတ်တဲ့အသင်းမျိုးတွေနဲ့တွေ့လို့ရှိရင်ဒီကိုပါမာတို့ရဲ့ troll foul မှုတွေအန်ဆိုဖန်ရက်တို့ရဲ့တိုက်စစ်လိုက်ပါမှုတွေကကျွန်တော်တို့အရေးပါလာပြီအဲ့ဒီကစားသမားတွေဒီနေ့မျိုးပွဲမျိုးတွေမှာခြေစွမ်းပြနိုင်ဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘယ်တောင်မှာဆိုလို့ရှိရင်တော့ဂါနာချိုဒီနေ့ပွဲထွက်လာစေခြင်းနဲ့ဂါနာချိုပွဲထွက်လာခြင်းနဲ့ပြီးလို့ရှိရင်ဒီတောင်မန်ကနေပြီးတော့ညာတစ်ဘက်တောင်မန်ကနေပြီးတော့ခေါင်းငုပ်ပြီးတော့ပြေးနေတဲ့ဖတ်ထိုနာတိုတဲ့ဆိုင်အစတိုဘာဝီလီယံထည့်လာပြီးတော့ကိုပါမာတို့နဲ့တွဲပေးလိုက်မယ်ဆိုလို့ရှိရင်ပိတ်ဆို့ပြီးတော့ကစားတတ်တဲ့ Chelsea အသင်းCrystal Palace အသင်းအတွက်တော်တော်လေးကိုကျွန်တော်တို့အသင်းနေဒုက္ခပေးနိုင်မယ်လို့ထင်တယ်အခွင့်အရေးတွေလည်းရှာဖွေနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်နေ့ပွဲအနေနဲ့ Chelsea အသင်းအနေနဲ့တော်တော်ကြီးထိန်းကစားရမယ်ထိန်းကစားရမယ်ဆိုတာကတစ်ဖက်မှာ fit match ရှိနေရတယ်ပါမယ်ဒါနီးပြအသစ်အနေနဲ့ဆိုလို့ရှိရင်လည်းအဝေးကွင်းပွဲစဉ်ကိုပထမဦးဆုံးခြင်တွေ့ရတာသူတိုင်တာဆိုလို့ရှိရင်ဒါနဲ့မှ၄ပွဲမြောက်ပဲရှိသေးတယ်အာဆင်နယ်နဲ့ပွဲရနေပြီးတော့စတယ်ဂျားမှာ Brentford အိမ်ဝင်းမှာနိုင်တယ်နောက်ထပ်အိမ်ဝင်းမှာ Champions League ပွဲစဉ်နဲ့ထပ်နိုင်တယ်ပြီးရှင်ဒါအဝေးကွင်းကိုပထမဦးဆုံးနီးပြအနေနဲ့သွားရောက်ကစားရမယ်ပထမဦးဆုံးပွဲကျွန်တော်တို့အ ਨੇ ဆုံးတော့အမှတ်ယူလာဖို့လိုတယ်အရင်တော့အနေထားဆိုလို့ရှိရင်တော့ဗျာ Chelsea အသင်းအနေထားနဲ့ကဒီလိုပွဲမျိုးတွေကိုလှည့်ကြည့်စရာမလိုတဲ့အသင်းမျိုးဖြစ်ခဲ့တယ်ရှိခဲ့တယ်ဆိုပေမဲ့လက်ရှိနေတာကိုယ့်အသေးရဲ့အခြေအနေအမှန်ကိုကျွန်တော်တို့ကမှန်မှန်ကန်ကန်သုံးသပ်ဖို့လိုတယ်မှန်မှန်ကန်ကန်ကျွန်တော်တို့မြင်နိုင်ဖို့လိုတယ်ပေါ့နော်အဲဒါကြောင့်မလို့တေးသေးချာချာလေးကိုနီးပြအနေနဲ့ဂယူးဆိုင်ပြီးတော့ကစားရမယ်ခန်းစစ်လုံအောင်ကစားရမယ်မတော်တဆဒီပဲလေအသင်းကပထမဆုံး900သွားမယ်ဆို Chelsea အသင်းနေနဲ့တည်ရအရှုံးဆိုတဲ့ရလန်နဲ့ပြန်လာရလိမ့်မယ်အဲဒါကြောင့်မို့ကိုကဥဆောင်ကိုရအောင်
စော့ပြီးတော့ဒီပထမပိုင်းမှာတည်းကဟိုဥဆောင်နိုင်တဲ့အနေအထားမျိုးဖြစ်ဖို့လိုတယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ပွဲကြီးတဲ့ပြည်သက်တွေအနေနဲ့ကလည်းဟိုစိတ်ချမ်းသာမှုရမယ်အခုအနေထားရဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင် Brentford အသင်းနဲ့ပွဲတင်တော့ဆိုလို့ရှိရင်2-0ဖြစ်တဲ့အနေအထားတောင်မှဟိုကိုတွေမှာနည်းနည်းရင်ခုန်နေရသေးတယ်ဟိုဘယ်ချိန်မှကိုပြန်ပေးလိုက်ရမလဲဆိုတာမျိုးပေါ့နော်ဒါဟိုနီးပြအနေနဲ့လည်းအခြေယူပြီးတော့တိဆောက်အောင်ပါဆိုတော့ကျွန်တော်တို့လည်းနားလေတယ်ဒါပေမဲ့ပြည်သက်တွေအနေနဲ့ကတော့ဟိုနိုင်ခြင်းနဲ့ပွဲဟိုသုံးမှတ်ရတဲ့ပွဲတိုင်းကိုဟိုရကျင်တယ်ပေါ့နော်အဲ့ဒီအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါချက်စီးတင်းနေတယ်ဒီနေ့တော့ရလက်ကောင်းတစ်ခုကိုဟိုယူလာပေးနိုင်မယ်လို့ဟိုကျွန်တော်တို့လည်းမျှော်လင့်နေညီကိုတို့ဘယ်လိုထင်ကြလဲကျွန်တော်တို့ရဲ့ YouTube channel နဲ့ Facebook page ကိုလည်း like and subscribe လုပ်ပေးသွားဖို့ချက်စီးပတ်ညီကိုများအားလုံးကိုတောင်းဆိုလိုက်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ